ကိုကြောက်တုံးလို့ကျမတို့ချစ်စနိုးခေါ်ကြတဲ့ဟောလိဝုဒ်မင်းသားကြီး The Rock ကအပေါ်အပါစီးသွားတဲ့အခါမှာပလင်းထဲမှာပဲစီးသွားတယ်ဆိုတာသိကြရဲ့လားဘာလို့ bedroom ထဲမှာအပေါ်မသွားရတာလဲဒါကိုအံ့ဩမိကြတယ်မလားရှင် The Rock ကိုသဘောကျလို့ဖြစ်ဖြစ်အခုเจ้าရကိုစိတ်ဝင်စားရပဲဖြစ်ဖြစ်ဗီယိုလေးကိုဆုံးထိကြည့်ပေးဖို့အတွက်ပြောချင်ပါတယ်မကြသေးခင်ကအင်တာဗျူးတစ်ခုမှာ The Rock ကဖြေခဲ့ပါတယ်သူက bedroom ထဲမှာစီးမသွားကြပဲပလင်းထဲမှာပဲစီးသွားတတ်ပါတယ်သူအတွက်ဒါဟာအချိန်မောင်းထောင်ချီလုပ်ခဲ့တဲ့အရာဖြစ်ပြီးတော့ပုံမှန်ကိစ္စတစ်ခုတတ်ပါပဲလို့ပြောပါတယ်။သူဘာကြောင့်စီးသွားတိုင်းပလင်းကိုပဲအသုံးပြုရတာလဲ။ The Rock လိုနာမည်ကြီးမင်းသားဒေါ်လာတန်းချီတန်တဲ့အိတ်ကြီးမှာ bedroom ပေါင်း10ခုမကရှိပါတယ်။ဒါတောင်သူကဘာကြောင့်ပလင်းကိုသုံးရတာလဲ။ဒီကိစ္စကလူတိုင်းကိုအံ့ဩသွားစေခဲ့ပါတယ်။ဘာလို့လဲဆိုတော့သူကကျမ်းမာရေးလိုက်စားသူတစ်ယောက်ဖြစ်ပြီးဂျင်းအမြဲစောတဲ့သူတစ်ယောက်ဖြစ်ပါတယ်။ဒါပေမဲ့သူသွားတဲ့ဂျင်းတော်တော်များများ bedroom ရှိတာနဲ့ပလင်းနဲ့စီးသွားရင်းကနေဒီဂျင်းပါရှိခဲ့တာပဲဖြစ်ပါတယ်။ဘလို့ကြောင့်ပဲဖြစ်ပါသည်စီးသွားတိုင်းပလင်းနဲ့သွားတဲ့ကိစ္စတော်တော်လေးခွဲခြားတဲ့ကိစ္စတစ်ခုပါပဲပရိသတ်ကြီးတို့ရောပလင်းထဲမှာစီးသွားခဲ့ဘူးလားရှင်